တဲ့ကိုစိုးမိုက်ခဲ့တာဘောပိစေနိုင်နားမလဲခဲ့ဖားခင်မြစ်တာပေါ်ချူးတဲ့ချင်းတွေချိုင်လိုဟားနေတယ်ဟိုနေရာဆိုလဲသွားနေတယ်ဒီနေရာဆိုလဲသွားနေတယ်အဲ့လိုသွားနေတဲ့နေရာသွားလို့ရအောင်ဖန်တီးပေးကြတဲ့နားဖေးပဲမိသားစုကတာဝန်ချေတာတက်ဖို့ချစ်လုံးနဲ့ဖေးဖင်ရှိတော့တဲ့နေရာငါတို့မိသားစုရဲ့စမောနဲ့နေကိစ္စဆိုတဲ့နတ်ဆိုတဲ့ငါတို့ဘွားပြန်တိုးနေသင်မင်းဆိုတဲ့ဘဲရွလီးပဲလို့ပြောကြတယ်ဘာလို့လဲလာမမေးနဲ့ဟေးရှိတော့တဲ့နောက်မှာကုန်ဖေးရဲ့တန်မိုးနာလေလာမီရဲ့ဖေးဟာငါတို့ကတော့တရှိနေတဲ့ပြားပဲဘယ်ရတဲ့မှာတမိုးဖြဲလုံးရအောင်တမုံကြီးမလုံးနေကျွန်တော်စင်ပြေနေတဲ့ခိုင်မှာရှိနေတဲ့ရင်လက်ရှိဖြစ်စိုးပန်ဒီကျွန်တော်တို့နဲ့သူသိရှိနေသေးရင်ကောင်းပါပဲနေပြေရောနေကောင်းလားမေးလိုက်တာပြန်ပြေရတာညောင်းလာအညောင်းတာဓာတ်ကိုသိနေစိတ်ဝင်စိတ်တက်ကြနေထိုင်ကောင်းပါလေဖိသားရိုက်လဲသွားမှမကြောက်နဲ့တာပိတ်တတ်ဖို့ပြီးကောင်းပါလေသိရှိတော့မှနားလာဝဲတဲ့ဆောက်မျိုးတွေဆောက်ချိုးကပြောင်းလာဘဝကမိုက်တိုက်ထားလို့သူတို့သားသမီးတွေအားလုံးကလည်းစောက်ထားနဲ့ထက်စီးရနေမောင်းပါတယ်ချိုးလေကတော့ကျွန်တော်တို့ဘောကောင်းပါလေသူတို့ကောင်းတဲ့ဆိုတာကောင်းတာပဲဖေးလောက်တော့ကျွန်တော်တို့ဘောကောင်းပါမလဲအတ္တတွေထားပါတော့ကျွန်တော်ဒီရစိတ်လွန်ပြီးကဲဖေးဆုံးမစကားတွေနားထောင်ပြီးကြလို့နင်းမိခဲ့လွန်ကြီးတဲ့ခါလေးလောကကြီးကိုရှုံးမဲ့မေးပေါ်စကားတွေကြုံပြီးကဲဒီပါကျေစုခုချိန်မှာစတာနဲ့ငါ့ကိုငါလည်းလီးပဲရှိတော့တဲ့နောက်မှာကုန်ဖေးရဲ့တန်မိုးနာလေလာမီရဲ့ဖေးဟာငါတို့ကတော့တရှိနေတဲ့ပြားပဲဘယ်ရတဲ့မှာတမိုးဖြဲလုံးရအောင်တမုံကြီးမလုံးနေကျွန်တော်စင်ပြေနေတဲ့ခိုင်မှာရှိနေတဲ့ဒီကောင်းပဲဟိုအဝေးစီကိုထွက်သွားခဲ့ပြီငါအမရဲ့အဖေကငါတို့စီကိုတော်မှပြန်မလာတော့အဖေဆိုတဲ့အနှစ်နာခံလူသားချင်းငါတို့တွေ့တော့အဖေဟာသူ့ရဲ့ကောင်းကြီးတယောက်ပါသူ့ရဲ့ကောင်းကြီးတယောက်ပါ